မင်္ဂလာပါခင်ဗျာလင်းရဖြစ်ပါတယ်ကျွန်တော်ပြောချင်တာဗာလဲဆိုတော့ကဒီဖျောင်းအိတ်ကျွန်တော်ဒီလက်ရှိဒါ40ကျော်50လောက်တော့ကြံမှာပေါ့နော်ကျွန်တော်ဝယ်တော့အိတ်80ဝန်းကျင်အိတ်80ဝန်းကျင်ဝယ်တော့တအိတ်ကို9,600ပဲရှိတယ်တခါနဲ့ထိုးတက်သွားတာဗျာအခု6သိန်း1000နဲ့ကျွန်တော်တို့အယောင်းဆိုင်တွေမှာပစ္စည်းကုန်ကျန်းတွေပြတ်သွားတဲ့အထိပဲကြည့်လားဒါဘယ်တော့မှမကြောက်ဘူးနော်အခုတက်စင်းနေဝင်အခုဘယ်လောက်တက်မလဲမသိဘူးကျွန်တော်အိတ်30ကျွန်တော်ထပ်မှာထားတယ်အိတ်30ထပ်မှာထားတယ်ဆိုတော့အခုမြပထမဝယ်ထားတဲ့အိတ်80ဝန်းကျင်ကိုဗျာတွက်ကြည့်လိုက်3နာနဲ့ဗာနဲ့ဆိုတော့နည်းနည်းပါတော့အိတ်50ဝန်းကျင်လောက်တော့ကျန်သေးတယ်ဗျာအဲ့ဒါဆိုတော့အခု6သိန်း1000နဲ့ကျွန်တော်ဝယ်တော့9,600ဆိုတော့ဗျာအခုအိတ်ဖိုးမှတင်ကျွန်တော်30ဝန်းကျင်လောက်ကျွန်တော်ညက်သွားပြီဗျာသိလားပြောချင်တာဗျာကျွန်တော်လူငယ်တယောက်အနေနဲ့ဖျောင်းလောကတဲ့ဝင်လာလဲ2နှစ်ဝန်းကျင်လောက်ပဲရှိသေးတယ်ကိုနည်းနည်းပြောမှဆိုရင်တော့ဗျာတွေးတော့တာလေးနည်းနည်းမှန်သွားရတယ်ဆိုတာလေးကိုပီတိဖြစ်လို့ဒီဗီဒီယိုလေးရိုက်လိုက်ရဖြစ်ပါတယ်ကျွန်တော်တို့အလင်းအိမ်ရဲ့ဒီရချက်ကဘာလဲဆိုတော့အလုံးမရှိတဲ့ကိုယ့်ရဲ့ညီမတွေမိသားစုတွေပေါ့ဗျာတို့အလုပ်ကိုင်လေးနဲ့အဆင်ပြေအောင်တို့စာဝတ်နေလေးရအောင်ပေါ့ဗျာအဲ့ဒါကြောင့်လုပ်လိုက်ရတယ်ဖြစ်ပါတယ်ကုသိုလ်လေးရဝမ်းဝါပေါ့ဗျာနော်ကျွန်တော်တို့အလင်းမှာအခုဖျောင်းစည်းတက်လဲကျွန်တော်တို့အရင်မတက်ပါဘူးဥပမာတထုပ်ကိုဥပမာ150လောက်တက်မယ်နေရာမှာကျွန်တော်တို့150လုံးကျွန်တော်တို့မတက်ပါဘူးဘာလို့လဲဆိုတော့ဖျောင်းကိုရန်ဈေးကြတဲ့အချိန်မှာကျွန်တော်တို့ဖျောင်းအိတ်တွေအများကြီးမိထားတဲ့အတွက်ကျွန်တော်တို့တိတ်ကို50လောက်ပဲကျွန်တော်တို့တက်ပြီးတော့ကျွန်တော်တို့ထိန်းအောင်ပေးနေပါတယ်အဆုံးထိနားထောင်ပြီးတဲ့တယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာဒီမဲ့လွတ်လပ်မှတ်နိုင်ကြပါစေခင်ဗျာကျေးဇူးတင်ပါတယ်